လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မိုးလင်းတာနဲ့အိမ်ကိုလည်းလွမ်းနေပြီးတော့ကွာမြန်မာစာလေးတွေကိုလည်းလွမ်းနေတော့အေးအမေချက်နေကြမိုးရင်းကားလေးကိုတော်တော်သတိရနေတာပေါ့နော်အဲ့နဲ့မိုးရင်းကားလေးလှုပ်ရှားမလို့အခုတောက်ဝဲဖို့တငယ်ချင်းနေနဲ့ချိန်ထားပါတယ်မိုးရင်းကားလေးတပွဲရဖို့ဘလောက်တောင်ခက်ခဲနဲ့တငယ်ချင်းတွေကြရက်ထားမလဲဆိုတာလိုက်ကြည့်ကြပါဦးနော်ပြီးတော့အရင်ကလိုပဲဘဟုတုတလေးတွေပါဘလော့လဲမှာခြိုက်သွင်းမိသားမှာဖြစ်တဲ့ကြောင့်မလို့အလုံးပဲလိုက်ခဲ့ကြပါဦးအခုတော့ရောက်လာပြီပေါ့နော်လာနေတဲ့လမ်းမှာကြာသွားပေါ့နည်းနည်းနောက်ကျနေပါရဲ့တငယ်ချင်းတွေနဲ့ချိန်ထားဟုတ်ရှေ့မှာတငယ်ချင်းတွေကိုတွေ့ပါပြီဒီမှာပါရမ်းကြာတယ်အကယ်နည်းနောက်ကျသွားပါရဲ့လမ်းမှာကြာသွားလို့တော့အခုတငယ်ချင်းတွေနဲ့ဈေးဝယ်ထွက်မှာပါပထမဆုံးအနေနဲ့ငါးဝယ်ဖို့သွားပါမယ်ဘာဖြစ်လို့လဲဆိုတော့မွေးငါးမှာအရေးကြီးဆုံးကငါးအသက်မလို့ပါအဲ့ဒါကြောင့်မလို့ငါးအရင်တော့ဝယ်မှာပဲဖြစ်ပါတယ်အခုဆိုရင်ငါးဝယ်မယ့်နေရာကိုတော့ရောက်နေပြီပေါ့နော်တကယ်ချင်းနေရာအရှိရသွားပါတယ်ဒီမှာပါလက်ဆက်ကြည့်ပါပဲပုံလုံးကတော့အခုရွေးတဲ့ခါကျရင်သူကဒီလိုအရန်ဣနေရင်လည်းမကောင်းဘူးเนาะအဲ့တော့နည်းနည်းမာတဲ့ထဲကနေရွေးပြီးတော့လက်တာလေးတစ်ခုခုလူမျိုးရွေးပြီးတော့တုံးရပါတယ်အဲ့ဆိုပိုပြီးလဲချိုတယ်ဗောနော်ရွေးလိုက်ပါပြီကဲအခုကတော့ကလဘဲနဲ့ကြောက်သွားဝဲမှာပဲဖြစ်ပါတယ်ငါကတော့ဝဲလို့ပြီးသွားပြီပေါ့နော်ဈေးအချို့တုံးလေးပဲချိုးတုံးလေးပဲကောင်းပါတယ်ချိုးတုံးလေးပဲကောင်းပါတယ်နောက်ဆုံးမှာတော့ဒါလေးပဲယူလိုက်ပါတယ်နည်းနည်းမီရွေးနေပါတယ်တယောက်တော့သူကတော့ဘာလဲတော့မသိဘူးကိုင်တော့ကိုင်ဆန်းကြည့်နေပါတယ်နာမည်ရမ်းစင်းကြည့်နေပါတယ်ရှင်ရလောက်ဆိုရင်တော့ဒါ3ယောက်4ယောက်စားလောက်စားလို့ရပြီလေဒီဟာဆိုတော့ family ဘောဝလင်းလင်းစားလို့ရပါတယ်နော်တငယ်ချင်းတွေလည်းထပ်လာအောင်ပါဆိုတော့ညာပဲလုတ်လိုက်နေရတော့ခက်ပါကျမမျက်နှာလောက်ရှိပါတယ်အခုကဝယ်ပြီးသွားပြီဆိုတော့2ယောက်က4ယောက်လာတာဆိုတော့ကွာ2ယောက်ကမြန်မာသေးထပ်သွားမယ်ပေါ့နော်ဆိုတော့အလုပ်ခွဲလုပ်လိုက်မလားပေါ့မြန်ဆန်ပြီးအောင်လို့4ယောက်ဆို2ယောက်ကမြန်မာသေးထပ်သွားပြီးတော့ကျန်တဲ့2ယောက်ကတော့အိမ်မှာအရင်ပြင်ဆင်ထားမယ်ပေါ့နော်လှုပ်ရှားရှိရတွေပေါ့နော်အဲ့ဆိုတော့ဘယ်လိုရတော့မြန်မာသေးလိုက်တော့မှဖြစ်တဲ့ကြောင့်မလို့မြန်မာသေးလေးကိုလိုက်ခဲ့ပါဦးမြန်မာသေးကိုသွားနေပါပြီခုကတော့ကဲအခုတော့မြန်မာဈေးကိုရောက်နေပါပြီအခုကတော့မှလည်းအမလိုအပ်တဲ့လိုပဲမုံနေပြီးတော့ပဲကြော်ပဲကြော်တွေပြီးရခါကျတော့ဟိုမှာမဝယ်ခဲ့လိုက်ရတဲ့နန်းနန်းပင်တို့တခြားလိုအပ်တဲ့ပစ္စည်းအနေငယ်ကိုဒီမှာမြန်မာပစ္စည်းအများဆုံးရတဲ့ဒီမြန်မာဈေးမှာပဲဆက်ဝယ်မှာဖြစ်ပါတယ်အခုကတော့မြန်မာဈေးကနေပြီးတော့ပြန်ရောက်လာပါပြီအခုနှင်းချက်ဖို့အတွက်ပြင်ဆင်နေကြပါပြီပေါ့နော်ဒီမှာပေါ့ဒီဟာစပလင်းနေပေါ့နော်လောက်နေကျွန်တော်ကျဆိုမြူမောင်းမှာကျွန်တော်ဒါတော့အခုကွန်ဒိုရဲ့ကီချီကိုငှားပြီးချက်တာပေါ့နော်ဘာလို့ဆိုတော့တငယ်ချင်းတွေအများကြီးလောက်တာဆိုတော့ကွာမဆန်ဘူးဆိုတော့အခုကွန်ဒိုရဲ့ကီချီမှာပါအရှိမှာတော့ရေကူးကန်ရှိပါတယ်ကဲပထမဆုံးအနေနဲ့ဝယ်လာတဲ့ငါးလေးကိုစားလေးနဲ့တေချာဆေးပါမယ်အဲ့ဒါပြီးရင်ချက်မဲ့အိုးလေးမှာစပလင်လေးရဲ့ချင်းလေးရဲ့ရေလေးရဲ့ထည့်ပြီးငါးလေးကိုပြုတ်ပါမယ်အဲ့ဒါပြီးရင်တော့ရတာအနေနဲ့စနွေးမုံလေးကိုလည်းထည့်ပါမယ်ပြီးရင်တော့ဟင်းရေလုပ်ဖို့အတွက်ပဲမုံလေးကိုရေလေးနဲ့အလိုလေးဖြော်ပါမယ်စကားလေးနဲ့စစ်ပါမယ်ပြီးရင်မွေးငါးနဲ့စားဖို့အတွက်နည်းနည်းမလေးတွေလှီးထားပါမယ်အဲ့ဒါပြီးရင်တော့အပြုံးလေးကိုလည်းစနွင်းလေးနဲ့တေချာလေးစိမ့်ထားပါမယ်တစ်ဖက်မှာလည်းကြက်သွန်ဖြူနဲ့ကြက်သွန်ဒီလေးတွေကိုထောင်းထားမယ်ပေါ့နော်ဒါကတော့ကျမစပလင်လှီးတာမလှီးတတ်လို့ပေါ့နော်ရှက်ဖ်ကစုနေရပဲဖြစ်ပါတယ်က
ကဲငါးလေးကတော့နူးတလောက်လေးဖြစ်နေပါပြီချိန်မှာပြုတ်ထားတဲ့ကြက်ဥလေးကိုလည်းတငယ်ချင်းတယောက်ကနေခွာနေရပဲဖြစ်ပါတယ်ပြုတ်ထားတဲ့ကြက်ဥလေးကိုခုလိုပဲဒါလေးနဲ့ပပလေးစိတ်ပေးပါမယ်အဲ့ဒါပြီးရင်တော့ငါးလေးနူးရတဲ့အတွက်ကြောင့်မလို့ပြုတ်ထားတဲ့ငါးလေးကိုနှွှင်ပါမယ်ကဲပါဝင်တဲ့ ingredient တွေအကုန်လုံးကိုတော့ caption လေးနဲ့ထိုးပေးထားပါတယ်ကဲစတင်ပြီးချက်ပါပြီရင်ဦးဆုံးချက်သွန်ပြချက်သွန်နေနဲ့ဂျင်းလေးတွေကိုအခုလိုမျိုးစီပူလေးနဲ့စီတက်မယ်ပေါ့နော်ပြီးရင်နနွေးမှုန့်အယောင်တင်မှုန့်နဲ့အယောင်လေးလှလာတဲ့အထိပေါ့နော်အဲ့လိုလေးစီတက်ပေးရပါတယ်အဲ့ဒါပြီးရင်တော့ငမြရည်လေး3စွန်းလောက်ထည့်ပြီးတော့ရတာကိုပြင်ပါမယ်အဲ့ဒါပြီးရင်ငါးလေးပြုတ်ထားတာလေးကိုထည့်ပါမယ်ငါးကိုစီးမွေးတက်လိုက်တာပေါ့နော်အဲ့ဒါပြီးရင်ချိုမုံကြက်သားမုံစားလေးအနေငယ်နဲ့အရသာဝင်အောင်လို့တေချာလေးချက်ပေးလိုက်ပါမယ်ကဲစီမွေးတက်ထားတဲ့ငါးလေးရပြီဆိုရင်မိုဟင်းကအရေကိုလုတ်တော့မှာပေါ့နော်အဲ့တော့စီမွေးတက်ထားတဲ့ငါးလေးရဲ့ငပြောဥလေးရဲ့ချစ်သွန်လေးရဲ့ချစ်သွန်ဥလေးရဲ့ပေါ့နော်အဲ့ဒါလေးကိုအရေအနေနဲ့ချက်မှာဖြစ်ပါတယ်အားလုံးကိုရောပြီးတော့မှွေပြီးသွားရင်ခုနကစစ်ထားတဲ့ပဲရည်လေးပေါ့နော်ဒါလေးကိုထည့်ပြီးတော့ထပ်ပြီးတော့မှွေပါမယ်အဲ့ဒါပြီးရင်တော့ဖြော်ထားတဲ့ကလစ်ပဲအစိမ်းမုံလေးကိုပါထည့်ပြီးတော့မှွေပါမယ်ရှင်နာလေးပေါ့နော်မှွေပေးရပါတယ်ခုလိုပြစ်လာတဲ့အနေထားရပြီဆိုလို့ရှိရင်ရေအနည်းများကိုကြည့်ပြီးတော့လိုရင်လိုတလောက်ရေလေးကိုထည့်ပေးရပါတယ်ရှင်ဟင်းရည်လေးရာဒီနေထားရပြီဆိုရင်တော့အရသာအနေနဲ့စားအချိုမုံချက်သားမုံတို့ကိုလည်းထည့်ပြီးတော့မှွေရပါတယ်ဟင်းရည်လေးကိုလေးလေးပြအောင်လို့လည်းငမြရည်လေးကိုလည်းထည့်ပြီးတော့အဲ့လိုထည့်ချက်ရပါတယ်ပေါ့နော်ခုကတော့မွေးငါမပါမဖြစ်ပဲကြော်လေးကိုခြေနေရပဲဖြစ်ပါတယ်အဲ့ဒါပြီးရင်တော့စားပြီးတော့ plate တင်လုပ်ပါပြီရှင်ကဲအခုကတော့ရန်ဦးမှာရတာရှိတယ်မြမအစားအစာမယူရအစားအစာတခုဖြစ်တဲ့မဟင်းကားလေးရပါပြီဒီနေ့နဲ့ဆိုပြီးတော့စားလိုက်ကြပါဦးကဲအခုကတော့မဟင်းကားဘယ်လိုဖြစ်ပေါ်လာလဲဆိုတာလေးကိုဘ ഹു တုတအနေနဲ့ပြောပြပေးသွားမှာပါမဟင်းကားဆိုတာကမြန်မာနိုင်ငံမှာရှိတဲ့ပြူမျိုးအနေမှာပေါ့နော်ဆင်းသက်လာတဲ့ဟင်းပွဲတစ်ပွဲဖြစ်ပါတယ်မြန်မာလူမျိုးတွေအနေနဲ့ကတော့မဟင်းကားကိုမနက်အစောကြီးမှဟင်းရည်ပူပူလေးကိုစားသုံးရတော့သဘောကျပါတယ်ရှင်မဟင်းကားဆိုတာကမြန်မာလူမျိုးတွေအတွက်ဟင်းပွဲတစ်ခုထပ်ပေါ့နော်ဟိုတော်ဝင်ဟင်းနေရာလိုတောင်ပြောလို့ရပါတယ်ရှင်ကဲစားတဲ့စားပြပြီးပြီဆိုတော့ဒီနေ့ vlog လေးကိုဒီမှာပဲရပ်လိုက်ပါမယ်နော်ဒီလိုမျိုးမြန်မာအစားအစာတွေနဲ့ချက်နီးလေးတွေကိုသိကျင်တယ်ဆိုလို့ရှိရင်တော့ like and subscribe လေးလုပ်ဖို့မမေ့ပါနဲ့เนาะဒါဆိုနောက် vlog မှာတွေ့ကြမယ်တက်တာ